အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာ video image audio တွေကိုမီဒီယာပေါက်ထဲဘယ်လိုထည့်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမီဒီယာပေါက်ထဲက project media ကို click တစ်ချက်နှိပ်လိုက်ပါအဲ့ဒီမှာ Flora ဆိုပြီးနေရာလေးရှိနေပါတယ် Flora နေရာကို right click တစ်ချက်နှိပ်ရင် rename FA new Flora ဆိုပြီးပေါ်လာပါလိမ့်မယ် rename ကတော့ကိုပေးခြင်းတဲ့အမည်ကိုပေးလို့ရပါတယ် FA new Flora ဆိုတာကတော့ Flora အသစ်တစ်ခုကိုဖန်တီးလို့ရပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေလိုအပ်တယ်လို့ထည့်လို့ရပါတယ်ကျွန်တော်အနေနဲ့ Flora 3ခုလုပ်ထားပါမယ်ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုတစ်ပုဒ်မှာရုပ်ကတ်တွေအတန်တွေဓာတ်ပုံတွေပါဝင်တာကြောင့်ပထမ Flora ကိုဗီဒီယိုလို့အမည်ပေးလိုက်ပါမယ်အနာလေးခေါက်လိုက်ပါကျွန်တော်တို့နောက်ထပ် Flora တစ်ခုလိုလုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ right click ရိုက်လိုက်ပါ Avenue Flora ဆိုတာကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့မှာ Flora ဆိုပြီးရင်အသစ်တစ်ခုရလာပါပြီအဲ့ဒီမှာကျွန်တော်ကဒီ Doria Flora ဖြစ်တဲ့ music လို့ရိုက်လိုက်ပါမယ်ပြီးရင်အနာခေါက်လိုက်ပါမယ်နောက်ထပ် Flora တစ်ခုထပ်လိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ right click ရိုက်လိုက်ပါတယ် Avenue Flora ဆိုပြီးတော့ရင်ကျွန်တော်ထပ်နှိပ်လိုက်ပါတယ်အဲ့မှာကျွန်တော်က image လို့အမည်ပေးလိုက်ပါမယ်ကျွန်တော်တခုပို့ပြီးတော့လှုပ်လိုက်တယ်ဆိုတာကဒီ Flora တွေမှာကိုကလှုပ်လိုက်တယ်မှားသွားတယ်ဒါမှမဟုတ်ရင်အဲ့ Flora ကိုမလိုချင်တော့ဘူးဆိုရင်ဖြတ်တဲ့နည်းလေးကိုပြခြင်းလို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က Flora တစ်ခုကိုပို့နေတဲ့ Flora တစ်ခုကိုဖြတ်ချင်တယ်ဆိုရင် right click ရိုက်လိုက်ပြီးတော့ရင် delete Flora ဆိုတာကိုနှိပ်လိုက်ရင်ပြတ်သွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်အခုကျွန်တော်တို့လိုချင်တဲ့ Flora လေး3ခုရသွားပါပြီအခုကျွန်တော်တို့သက်ဆိုင်ရာအချက်လက်တွေကိုထည့်ကြပါမယ်ရုပ်ကတ်ဗီဒီယိုကလစ်တွေကိုကျွန်တော်ကဒီ video Flora တွေကိုထည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ video Flora လေးကိုပထမဆုံး select ပေးလိုက်တယ်အဲ့ဒါကတော့ mouse က left click ကိုကျွန်တော်တို့ဒါ click တစ်ချက်နှိပ်လိုက်တဲ့သဘောပါပေးပြီးရင်ကျွန်တော်ဒီမှာ import ဆိုတဲ့နေရာကိုရောက်ပါမယ် import ဆိုတဲ့နေရာကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်ကျွန်တော်တို့ကဒါကိုပေါ့နော်တင်ထားတဲ့နေရာပေါ့ download ဆွဲပြီးတော့ရင် data တွေကိုတင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့ download ဆိုတဲ့နေရာကိုတန်းသွားလိုက်ပါမယ်များသောအားဖြင့်ကတော့ this pc ဒါဒီ new for လို့ထဲမှာဒါသွားမှာပေါ့နော်အဲ့လိုမျိုးသွားမှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီက download ထဲမှာထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီမှာ download နှိပ်လိုက်ပါတယ်ပြီးရင်ဟိုပါပေါ့နော်ဗီဒီယိုကတ်ကလေးတွေထည့်မှာပေါ့နော်အဲ့တော့ဗီဒီယိုကတ်ကလေးတွေမှာတစ်ခုထည့်ရင်တော့ select နှိပ်ပြီး open နှိပ်လိုက်ရင်ရောက်သွားမယ်ဒါပေမဲ့ကိုကနောက်ထပ်choice လုပ်ပြီးတော့ရင်ထည့်ကျင်တာပေါ့နော်ကိုကအမှားပဲဗီဒီယိုကတ်ကလေးတွေထည့်ကျင်တယ်ဥပမာကျွန်တော်ဆိုရင်ဒီမှာဗီဒီယို5ခုရှိတယ်ပေါ့နော်ကတ်ကလေး5ခုရှိတယ်အဲ့ကတ်ကလေး5ခုကိုထည့်ကျင်တယ်ထည့်ကျင်တော့ဒီမှာအလဲမှာဂျားတွေကဖောက်နေတယ်ဖောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ select ဒီလိုကြီးပေးပြီးတော့ရင်မဆိုင်တာတွေပါလာမှာပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ဟို file လေးတွေပဲထည့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ control key လေးပေါ့နော် keyboard က control key ကိုနှိပ်ထားပါပြီးရင်ကိုလိုချင်တဲ့ file လေးတွေကိုကျွန်တော်တို့ select လိုက်ပေးလိုက်ပါပေါ့နော် select လိုက်ပေးလိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ကိုလိုချင်တဲ့ file လေးတွေပဲတည်တံ့ရမယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့က open ဆိုတာကိုနှိပ်လိုက်ရင်ဟုတ်ကျွန်တော်တို့ဒီမှာvideo import ဖြစ်သွားပြီပေါ့နော်အဲ့တော့အခုလို video import ကိုထည့်သလိုပဲကျွန်တော်တို့ကဒီ music တွေ image တွေကိုလည်းအဲ့အတိုင်းပဲထည့်လို့ရပါတယ်ဆိုတော့ကျွန်တော် music ကိုထည့်လိုက်ပါမယ် import လုပ်လိုက်ပါမယ်အခုကျွန်တော်ကဒါ music ဖြစ်တဲ့အတွက်ကြောင့် music file လေးကျွန်တော်တို့ဒီမှာထည့်လိုက်ပါမယ်ပေါ့နော်နောက်တစ်နည်းကတော့ကျွန်တော်တို့ကဒီ image ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်ကဘာပြောပြခြင်းလဲဆိုတော့ဒီ drag and drop လုပ်ပြီးတော့ရင်ဒီ media ပေါက်ထဲကို direct ထည့်တဲ့ပုံစံလေးတစ်ခုကိုပြောပြပေးသွားချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပုံလေးတွေပေါ့နော်ဒီပုံလေးတွေကျွန်တော်တို့ထည့်ခြင်းတယ်ထည့်ခြင်းတဲ့အတွက်ကြောင့်မလို့ခုဟုတ်ပြီအဲ့ဒါကိုလည်းဒါ slap ပေးလိုက်ပါ slap ပေးပြီးတော့ရင် mouse က left click ကိုနှိပ်ပြီးတော့ရင်ဖိပြီးတော့အောက်ကိုဆွဲချလိုက်ပြီးဒီမှာကျွန်တော်တို့ window shot flame မိုးတာနေရာကိုထားရင်ပြီးရင်ကိုထည့်ခြင်းတဲ့နေရာကိုထည့်ပြီးတော့ရင်လွှတ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒါရသွားပြီပေါ့နော်ဒါဆိုရင်အခုကျွန်တော်တို့ရဲ့ဒီ video တွေ music တွေ image တွေဒီdata တွေအားလုံးကတော့ဒီထဲမှာပြည့်စုံသွားပြီလို့ပြောရမှာပေါ့နော်အဲ့ပြည့်စုံသွားပြီဆိုတော့ကျွန်တော်တို့ကဒီ video တွေ audio file တွေ image file တွေကိုကျွန်တော်မိတ်ဆွေဖန်တီးလိုတဲ့အတိုင်းအစီအစဉ်ချပြီးတော့ရင်ဒီ timeline ပေါ်ကို drag and drop လုပ်ပြီးတော့ရင်ထည့်လို့ရပါတယ်အဲ့တော့ခုကျွန်တော်ကပထမဦးဆုံး
ဒီမှာပေါ့နော်ဒါဗီဒီယိုလေးတွေကျွန်တော်စထည့်ပါမယ်ပေါ့နော်ဟိုမှာဒီရုပ်ကကလေးကျွန်တော်စထည့်မယ်ပြီးရင်ဒါဒုတိယပုံလေးတစ်ခုပေါ့နော်ဒုတိယပုံလေးတစ်ခုကျွန်တော်ထပ်ထည့်မယ်ဆိုတော့ဒါကျွန်တော်တို့ထည့်နည်းလေးတွေပေါ့နော်အဲ့လို drag and draw လုပ်ပြီးတော့ရင်ကိုပြသခြင်းတဲ့အစီအစဉ်တိုင်းလေးပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ထည့်လိုက်ပါအခုဒီလိုမျိုးဟိုဖြစ်တဲ့ဆိုရင် control key ဖြီးပြီးတော့ mouse wheel လေးကိုနှိပ်လိုက်ရင်ဒါကျွန်တော်တိုး shot လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နမူနာပြနေတော့ကျွန်တော်သိပြီးဟိုပါပေါ့နော်အစီအစဉ်လေးတွေကျွန်တော်မထည့်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာရုပ်ကပေါ့ရုပ်ကကလေးတွေကိုကျွန်တော်တို့ဒီမှာ၄ခုထည့်လိုက်ပြီပေါ့နော်ကျွန်တော်တို့နောက်တစ်ခါကျ music ပေါ့နော်နောက်ခံ music လေးလည်းကျွန်တော်တို့ထည့်ခြင်းတာဖြစ်တော့ဟိုကိုထည့်ခြင်းတဲ့music ပေါ့နော်ကိုထည့်ခြင်းတဲ့ music လေးကိုကျွန်တော်တို့မှာ audio ဆိုတဲ့အောက်ကို drag and draw လုပ်ပြီးထည့်လိုက်ရပါပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့မှာ video မှာထပ်ဖြည့်လိုက်မယ်နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ရုပ်ကကလေးတွေရတော့ပြည့်တာပဲနော်ဒါဆိုရင်ကျွန်တော်တို့ကနားထောင်ကြည့်ပါအတန်နဲ့ရုပ်ကကလေးနဲ့ထွက်လာပြီနော်အတန်နဲ့ရုပ်ကကလေးကထွက်လာပြီဖြစ်ပါတယ်အတွဲသွားပြီကျွန်တော်နောက်ပိုင်းမှာကျွန်တော် transition အကြောင်းတွေပါလည်းထပ်ပြောပြပါပဲအဲ့တော့အခုဒီမှာအခုကျွန်တော်တို့ကဒါဆိုရင်ကိုယ့်ရဲ့ရုပ်ကကလေးထည့်လိုက်ပြီနော်အဲ့တော့ကျွန်တော်တို့ email လေးတွေတွေ့တာပေါ့ဆိုတော့logo ပေါ့ဗျာ logo ဆိုရင်လည်းကို logo ထည့်လိုက်တဲ့ပုံညာပေါ့ဥပမာကျွန်တော်ဆိုရင်ဒီမှာ Flamora ပေါ့ဒါ Flamora logo လေးကျွန်တော်ဒီနေရာမှာထည့်လိုက်ပြီပေါ့နော်ထည့်လိုက်မယ်အဲ့ဒါ Flamora logo လေးကျွန်တော်ကြောက်သွားပြီပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ဒါထည့်လို့ရပါတယ်နောက်ဒါအခုနောက်တစ်နေရာမှာဆိုရင်လည်းအခုကျွန်တော်ကဒီပုံလေးပေါ့ဒါလေးထည့်ခြင်းနဲ့ဆိုရင်ဒါလေးထည့်လိုက်မယ်ကိုလိုချင်တဲ့နေရာကျွန်တော်တို့ဒါထားလိုက်လို့ရတယ်ပေါ့နော်ဟုတ်ပြီကိုလိုချင်တဲ့နေရာမှာထားလိုက်လို့ရပြီဆိုတော့နောက်အဲ့လိုပဲရွှေ့သွားလိုက်မယ်ကိုကနောက်ထပ်ဘယ်နေရာမှာပါထားခြင်းလဲပေါ့နော်ထားခြင်းတဲ့နေရာမှာထားခြင်းတဲ့ပုံလေးပေါ့ပုံလေးလာထည့်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပုံရဲ့နောက် image တွေပေါ့နော်ဓာတ်ပုံတွေရဲ့နောက်ပါရှိလဲကျွန်တော်တို့ဒီမှာ video ရဲ့အတန်ရယ်ပေါ့နော် audio ရယ်ပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါရှေ့မှာလဲကျွန်တော်ပြောခဲ့တဲ့ဒီ test တွေပေါ့နော် test တွေထည့်တဲ့ဟာလေးပေါ့နော်အဲ့တော့ test တွေကျွန်တော်တို့ထည့်လို့ရပြီပေါ့နော်ဆိုတော့ဒီမှာဒီနေရာလေးမှာကျွန်တော် test တစ်ခုထည့်ရပြီပေါ့နော်အဲ့တော့ Flamora ဒါဆိုရင်ကျွန်တော်တို့ကဒါ14 tutorial ပေါ့နော်tutorial ပေါ့ဒါလေးကျွန်တော်တို့ထည့်လိုက်တယ်ဆိုရင်အဲ့တော့ကျွန်တော်တို့ကတော့ဗီဒီယိုတစ်ပုဒ်မှာပါဝင်တဲ့အတန်တွေရုပ်ကတ်တွေနော်ရုပ်ကတ်တွေနောက်ပါဖြစ်သွားလို့ပါပေါ့နော်ရုပ်ပုံတွေ text line တွေအကုန်လုံးပါပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော်မိတ်ဆွေအနေနဲ့ဗီဒီယို editing ကိုစတင်ဖို့အတွက် ready ဖြစ်သွားပြီလို့ပြောရမှာပါအတန်မှန်ပုံစံလေးတွေဖန်တီးခြင်းနဲ့ဆိုရင်ဒီ level ကနေပဲစပြီးတော့ရင်ဖန်တီးလို့ရတဲ့အခြေအနေကြီးရောက်သွားပါပြီအဲ့ဒါကျွမ်းကျင်တဲ့ professional အထိသွားဖို့ဆိုရင်တော့ကျွန်တော်တို့ဒါစိတ်ကြိတ်လက်ရှိနဲ့လေ့လာသွားမှာပါဒီနောက်ဗီဒီယိုမှာကျွန်တော် Jokers တွေကိုဘယ်လိုဖြတ်မလဲဘယ်လိုခွဲမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုကကျွန်တော်မိတ်ဆွေတွေအတွက်အကျိုးရှိတယ်ဆိုရင် like comment share လုပ်ပေးသွားဖို့မမေ့စေချင်ပါဘူးခင်ဗျာ